င်းကူညီကြောင်းတဲ့ပုံစံအထိလို့လား တောင်းမှမှာတဲ့ချက်ချင်းမတုံ့ပြန်လိုက်နိုင်ဘူးဘာလို့ဆိုရှင်က ကျေးဇူးဆက်တယ်ဆိုရင်တော့မှမင်းကဘောစေတသာရှိမှရရမလားရလား အတတ်ပညာအရင်ညံ့တယ်တပြားမှတန်ဖို့မရှိဘူးခန့်ထဲအတွက်ဆိုရင်မင်းတကယ်ပဲရရလို့ဖို့ဆန္ဒရှိရလားခုခဏကိုရောင်းစားရရင်တော့ ညနိုးဝေငါတို့စိုးမိသားစုမှာတမီးကြီးတယောက်ပဲရှိတယ်အဲ့ဒါငါသမီးပဲနင်ကမရင်ငယ်မရဲ့သမီးပဲငါရှိပေါ်မလာနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ ညလုံးဝဲ မချောင်းနဲ့နော်အခုကစာပေငါတို့မိသားစုဝင်ဖြစ်သွားပြီငါမင်းရဲ့ကိုပဲပြဿနာမနဲ့ချင်းထွက်သွားလိုက် ဟမ်တကယ်ပြင်းစရာကောင်းတာပဲမင်းဘာလို့ဒေါသထွက်နေရလဲမင်းကအကျွေးလာရှင်းတာလားငါမင်းညမောင်နည်းနည်းပါးစားရပဲရှိပါသေးတယ်ကွာ ညနိုးကမင်းစားဖို့မဟုတ်ဘူးအရင်တော့လည်းငါမင်းကိုသတိပေးခဲ့ပြီးပြီညနိုးကိုထပ်ပြီးတော့စဉ်းစားရင်ငါ့ကိုရိုင်းရလို့မင်းမပြောနဲ့ ဟင်မင်းကထိုးရတယ်ပေါ့မင်းထောင်ထဲရောက်ဖို့သာပြင်ဆင်ထားလိုက်တော့